ဒီနေ့ပေါ့နော်အဲ့လိုကြာကြာနေပြီးတော့ပေါ်လေးတစ်ခုဆွေးပြပါမယ်အခုပထမဆုံးပါယူမှာလဲဆို electric လို့ယူမယ်ဒီ electric လို့ယူမယ်ဒီဒီဝါလို့ဆိုတာနဲ့သူ့ကိုရှစ်ပြီးပြီးတော့ကြတော့ဒီချလာတယ်နော် site အရေးတွေကတော့လိုချင်တာ site အရေးတွေဆိုဒီဝါလို့ဆိုတာနဲ့အဲ့ဒီပုံကိုအဖိတ်ကလာအောင်နန်းထားမယ်အတွင်းကအဖိတ်ကလာမရှိဘူးနန်းထားမယ်ပြီးဒီပုံလေးပဲ copy ယူမယ် control C control F ပေါ့နော်အဲ့တော့မှအဲ့ control F ကို copy ယူထားတဲ့ပုံလေးကို order နဲ့ရှင်းနေပြီပြီးသွားပြီဆိုရင်မချုပ်ဒီချုပ်နဲ့ဒီ line တွေတော့ကလည်းဒီအနာကြားတဲ့အကွာဝေးရလဲကိုစိတ်ကဒီလိုလေးထားပါတော့ဒါမှမဟုတ်ပြန်လို့လေသူဒီဝါရီဆိုတာနဲ့ဒီပြောရရင်ဆိုရင်ဘိုင်းပြယူမယ်ဘိုင်းတို့ကိုဒီအလဲကနေရှိပြီးတော့ဖြစ်ပြီးတော့အဖြောင်းလိုက်တဲ့ပုံစံနဲ့ပြောပြရရင်ဆိုဒီ line ရဲ့စံနာဒီအောက်မှာရှိတဲ့ e လေးရဲ့စံနာကိုတစ်ချက်သေးစစ်နေတာဖြစ်တဲ့အတွက်3ခုလုံးဆက်လက်မှတ်ပြောပြရရင်ဆိုရင်ဒီမှာ alignment လေးတွေကိုအလုံးစံတာလေးကြည့်ပြီးညှိလိုက်မယ်ဆိုရင်ဒါအလုံးစံတာတစ်ထပ်ပဲကြာပါလို့စတာပြီးဆိုရင်ဒီ line လေးကို rotate လုပ်မယ် rotate လုပ်ဖို့ရအတွက်ဒုပေါက်ထဲက rotate ကိုယူမယ် rotate ကိုယူပြီးတော့ဆိုပထမတော့ဆက်လက်မှတ်တာပေါ့ rotate ကိုယူဒီလိုရဆိုဒီ center point center point ကို line တစ်ခုပဲဆက်လက်မှတ်ထားမယ်နော် center rotate ကိုယူပြီးတော့ဒီ center point ကို order ဖြစ်ပြီးတော့တစ်ချက်နေလိုက်လက်ပြီးသွားပြီဆိုရင်ဒီမှာ degree ရကြတော့30 degree 30 degree ပဲထားပြီးတော့ကြတော့ copy ပွားလိုက်ဒီဝိုင်းဆိုသူတစ်ပတ်ပြအောင် control D ဆိုပြီးတော့ပွားမယ်ပွားပြီးသွားပြီဆိုတာနဲ့ဒါကြီးအားလုံးကို select မယ်ဆက်ပြီးသွားပြီဆိုတာနဲ့ရှုပ်ပြီးသွားပြီဆိုတော့ဒီစဝိုင်းအတွင်းထဲကစဝိုင်းမျိုး copy ပွားရအောင်အတွင်းစဝိုင်းမျိုးကို copy ပွားဖို့ရအတွက်ကကြတော့သူ့ကို effect ထဲကနေပြီးတော့ dissolve and transform နောက်ပြီးတော့ transform ကိုသွားမယ် transform ကြီးပေါက်ကြလာပြီဆိုရင် scale ထဲမှာ horizontal နဲ့ vertical ဖြစ်နေတဲ့ဟာကို80စီထားမယ် horizontal လည်း80 vertical လည်း80ထားပြီးသွားပြီဆိုရင်ဒီမှာ rotate မှာလည်း0ဒီမှာ copy ဘယ်နှခုယူမှာလဲ10ခုယူမှာပေါ့နော် run လေးကိုတော့အမှန်တလေးထည့်ပေးလိုက်ပြီးသွားပြီဆိုရင် okay လုပ်ပေးလိုက်ဒီပုံစံလေးဆိုရမယ်အဲ့ဖြစ်သွားပြီဆိုမှဒီပုံလေးအားလုံးကိုဆက်လက်မှတ်ပြီးသွားပြီဆို object ထဲမှာexpand appearance ပေါ့နော်အဲ့လေးရွေးလိုက်ရွေးပြီးဆိုတာနဲ့သူ့ဘာယူမှာလဲဆိုကြတော့ဒီမှာ light paint tool လေးကိုယူမယ်sorry shape filter tool လေးကိုယူမယ်ယူပြီးသွားပြီဆိုတာနဲ့သူ့ယူပြီးဆိုတာနဲ့ fake color မှာကိုလိုချင်တဲ့ကိုချဲချင်တဲ့အရာတစ်ခုကိုရွေးချယ်မယ်ချဲချင်တဲ့အရာတစ်ခုကိုဥပမာဟိုဟာလေးပဲယူကိုစင်ပြတဲ့အရာကိုယူလိုက်ပါနော်ယူပြီးသွားပြီဆိုတာနဲ့ဒီ shape filter tool လေးနဲ့ဒါမို့ဒီအပြင်ပထမတစ်ပတ်မှာအပြင်ပုံလေးဆိုရင်ဒုတိယတစ်ပတ်မှာအတွင်းအဲ့လိုမျိုးပေါ့နော်တစ်ခွက်ချပြီးကိုတို့အရောင်လေးလိုက်ပြီးတော့ခြင်းမယ်ဒီနောက်တစ်လိုင်းလည်းလိုမယ်ဟိုချက်ပေါ့နော်ဒီပုံလေးချက်ပြီးသွားပြီဆိုရင်အားလုံးကိုစလက်မှတ်လက်ပြီးသွားပြီဆိုရင်သူရဲ့ဒီ line ပေါ့နော်
stroke မှာဆိုရင် blue color ပြီးရင်ဒုတိယနေရာမှာဒီချက်နဲ့ဒါမှပုံစံမျိုးပေါ့နော်ဒီ color တော့သင်ပြရအောင်ဖြစ်ပါနော်ဒါကကြတော့ illustrator exercise လေးဖြစ်ပါလိမ့်မယ်အားလုံးဆင်တူကြပါစေ